ကောင်လေးကတော့ဒီညမှာကျွန်တော်လည်း line ပေါ်တွေ့လို့ပါနော်ဆိုတော့ဒီကောင်ကတော့တယ်လီပေါ်လေးပါရှားမရတော့ကျွန်တော်ထုံးမကြည့်ရသေးဘူးနော်ကြားရင်လည်းအမြတ်ပေါ့မရရင်လည်းအရင်ပေါ့ဆိုတော့ကျွန်တော်ပြီးတဲ့နေ့ကိုနှိပ်လိုက်ရင်သူက Telegram ကလူလေး join ခိုင်းပါတယ် join ခိုင်းတဲ့ကလူလေး join လိုက်ပါပြီးရင်တော့ဒီ Twitter ကို follow လုပ်ခိုင်းပါတယ် follow လုပ်ပြီးတော့ပြီးရင်ကျွန်တော်တို့ test တွေကတော့ဒီပိုင်း complete ဆိုတော့နှိပ်လိုက်ပါနော်ပြီးရင်တော့ကျွန်တော်တို့ base ETH နော် ETH base network က address ကိုထည့်ပေးရပါမယ်ကျွန်တော်ကတော့ Trust Wallet ကနေပြီးတော့မှ ETH base network wallet address ကျွန်တော် copy ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ Twitter name follow လုပ်ခဲ့တဲ့ Twitter name account နာမည်ထည့်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီမှာ file ကိုယူပြီးတော့မှကျွန်တော်တို့ဒီပါရှာပါ Telegram account မှာရှိတဲ့ဒီတော့ကိုယ့် account နဲ့ကိုယ့်ဘာသာကိုပြန်ခိုးပါနော်ကျွန်တော်ငွေထုတ်ဖို့တော့ကတော့ဒီမှာ withdraw ကိုနှိပ်ပြီးတော့မှငွေထုတ်ရမှာဖြစ်ပါတယ်သူကအနည်းဆုံးငွေထုတ်နိုင်တာ80ပြီးမှထုတ်လို့ရမှာပေါ့နော်အခု account စဖွင့်ခြင်းတွေ20ပြီးပါတယ်ကျွန်တော်တော့ဒီမှာမထုတ်ကြည့်ရသေးဘူးเนาะကျွန်တော်ခုမှစတော့လို့ပါကျွန်တော်ထုတ်လို့ရတယ်ဆိုရင်တစ်ခေါက်ပြန်ပြီးတော့တင်ပြီးတော့ပါမယ်เนาะ